voilà guarda che ma sei uno no no me ne delle più da Lavi! La 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 Basile mà mấy bà này nó cũng mấy lần cô phô đấy sự cô mấy mà đi tại đâu mà tùy đâu cái gì cái gì thế này basile mà mấy bà này như vậy là cái này tăng lâu tốt nó lâu rồi đi lâu này này đâu cái gì đâu cô nó lâu rồi hả cô bên nào là côပြန်ကြည့်ဦးcôတွေကမလာပါဘူးဘလူးပြောက်တော့မဲဒီကလည်းလာတော့ငါအပြေတော့မင်းဆောက်တော့မကြည့်ဘူးမင်းဆောက်တော့ပြောအော်မရှိဘူးငါညီတွေကိုအဲ့လိုပြောတယ်ဒီလောက်အကကောင်းတာအရှိကသူ့ကိုကတိုင်းလိုက်ကနိုင်လို့ဒါပေမဲ့မင်းတို့၄ယောက်ငါဒီဆက်မှာမကခိုင်းတော့နောက်နေ့ကျရင်ငါကိုယ်တိုင်ဆက်ထောက်ပေးမယ်ဆက်နေမယ်ရမကြည့်မညာပရိသာဆိုပြီးတော့ငါဆက်ထောက်ပေးမယ်မိသားစုညာနားပြန်ပြီးသားပြီးတော့များတာမိသားစုကဲဈေးရလူတွေနားကောက်ဆိုင်က၄ယောက်နေတယ်ပွဲကြည့်ပြီးအပြန်အိတ်ချင်မှုတူဖြစ်နေသလားဒီမဝေနာတောင်းလဲဟာဈေးသည်ဇက်လက်မဲ့ပြောင်းသွားပြီပျော်ပျော်ရွှင်ရွှင်အောင်တခုဈေးသက်သက်ပြီဘယ်လိုလဲဒီအဲ့တော့လေခုမှလာပြီပေါင်လေးကုတ်ပြီးတော့အိမ်မှာကျင်းတယ်မကြခင်မှာအမဖြုတ်ဖြုတ်ကြည့်တာကအကျွေးတော်နစ်လေမင်းတို့မပြတ်တာကအမရအခုနှခိုင်းရယူပါရဒါလေးပါယူပါမိသားစုများအတားဒီကောင်းတာဒါကြောင့်ကျွန်တော်တို့အပိုင်းခွဲလိုက်မယ်15မိနစ်ကိုစေးအောင်မယ်ဇီးသီးစားတဲ့လူဟာဟောဒုက္ခချက်ချင်းဇီးသီးစားတဲ့လူဟာအဖြစ်တော့မကြခင်မှာနောက်ထပ်မိန်းမတယောက်ထပ်ရမယ်ဟာအဲ့ဒါကာယမညီဘူးကာယမညီဘူးဟာယောက်ျားလေးတွေအတွက်ဇီးသီးဆိုင်တော့ဟဲ့စပြောလိုက်ငါတို့နားထောင်ကြလို့ဘာဖြစ်လဲပြောလေယောက်ျားလေးတွေအတွက်ဟဲ့လေဇီးသီးဆိုင်ပြောလိုက်လို့ဇီးသီးဆိုင်ပါဇီးသီးဆိုင်ကြီးရတယ်မိသားစုများအားရပြန်ပြီကိုကျော်ရရဲ့ကျော်တော့အဲ့ဟိုမိသားစုလည်းမကောင်းနေဘူးကိုကျော်ရဟိုဇက်မထားတဲ့ security တွေစီးတီးတွေရမယ်စီးတီးတွေရမယ်တစ်လုံးမှာ9000ဟာစီးပွားပြည့်ဘူးဘဝစာပြန်တောင်းပြီကိုရကိုကျော်တယောက်တိုင်လိုက်မယ်ကို security လေးနိုင်တော့ဇက်ကောင်မတက်လိုက်ဈေးတဲ့ကဒီဘောတက်တဲ့ရမှာကျွန်တော်ပွဲကားလို့မရဘူးဖြစ်မိသားစုများနေနေရစီးတီးတော့မထင်လိုက်ပါနဲ့ဘာစီတီချင်းလဲဘာစီတီလို့ဘာစီတီချင်းလဲဘာစီတီလဲလို့အစီပါတယ်စီတီပေါ့ဟာကဲဒီကြီးလည်းတော့ပို့လွယ်ဦးမယ်ဒီပြောတာရှင်းပြီ9000ငါပတ်စံယူပြီးတော့မင်းရစားမတရာရီတာစားရင်အဲ့ဒါမင်းအဲ့ဒါနှလုံးကြမှာနေခဲ့ဒီမဲ့ကဲဟိုဈေးရောက်ဆရာကြီးဈေးရောက်နဲ့ဖြိုးဆရာကြီးဒီနေ့မှာဈေးဝယ်နေတယ်ရက်နေတယ်မင်းအမလေးဒီလေးမိုက်ပြည့်သွားတယ်ပြောတာဝယ်ပတ်စံကုန်မှာပဲမိသားစုများဟာရင်းတယ်မလားအရှုံးမပေးဘူးစေးအောင်ပြီးပြန်ဝယ်ပါတဲ့အဲ့ဒီအဲ့ငါကနေပြရဝယ်တညာလုံးအယောင်ခံတယ်နော်ဘယ်နေရာလေးတ
သားညာ အေးအဲ့နှခမ်းကြီးသူကမင်းစိုးပြီးတော့ချစ်သူတာဘယ်လို ဘယ်လိုဆိုလဲ သူကနှခမ်းကြီးညီမဆိုရင်လေလာဆိုရင်အမတို့ပြန်လွတ်ချင်လို့လွတ်တာမဟုတ်ဘူးအမတို့ဆွဲလာတဲ့အိုင်လိုက်နာတွေလည်းပြန်ကြည့်လို့ဒီလိုစီးကြတယ် နေဘူးညာတယောက်တည်း အသိရင်လေဟိုမော်ဆလင်တရေကြီး ဟေ့ရဟိုမကြီးကြီးလေးမိသားစုကြီးကမွတ်စလင်တရေတဲ့ပြောနေအဲ့ကောင်ပြေးတတ်ကိုပြေးတတ်ကိုမွတ်စလင်တရေတဲ့မယုံမဲကြောတယ်နော်ပြေးတတ်ကိုမွတ်စလင်တရေတဲ့ပြောတယ်အဲ့ကောင်ပြောဟုတ်လား ဘသူပြောတယ်ဘသူပြောလိုက် ပြိတ္တကိုပြောတာဒီအကောင်လုံးတဲ့ပြောအဲ့ကောင်ပြောဒီလေမင်းကိုမြောက်ပေးတာမဟုတ်ဘူးနော် ရိုက်ပါကိုငိမ့်မောင်ရေကျမခံပါမယ် လှုပ်ချီ လောက် ဟဲ့ အဲ့ဒါအနီနကန်းကြီးဆိုလို့ဖြစ်တာ ဟဲ့စောက်ကားလို့မျိုးနေမင်းကိုမင်းသားပြောနေ လှုပ်ချီငါပြိတ္တကို ချီကိုချီလိုက် ငါပြိတ္တကိုမင်းကိုငါ ကြောက်တာမဟုတ်စောက်ခွက်ပြောင်းနေ မိသားစုတွေဘယ်လောက်ထိတန်ဖိုးထားတယ် ဟုတ်တယ် ချစ်ခင်တယ်ဆိုတာ ဟုတ်တယ် သိတယ်မ ရက်လက်လာအောင်နော် မနောက်နဲ့မနောက်နဲ့ လက်ညိုးကဟိုကမင်းလက်ဦးချီ လှုပ်ချီလားမိသားစုများခင်ဗျာ မိသားစုများခွန်ပြော အာကိုကြပြော မျက်နှာပြောင်းတာမျက်နှာပြောင်းလဲရုပ်ဖြစ်နေ မိသားစုများခင်ဗျာနေအများကြီးလဲတောင်းပန်ရမှာဒီရှိကအမကိုပဲတောင်းပန်လားအမ အမ ကျွန်တော်တောင်းပန်ပါလေ ကျွန်တော်တောင်းပန်ပါလေ အမပေါ်မှာ အမပေါ်မှာ ကာယကံ ကာယကံ ဝစီကံ ဝစီကံ မနောကံ မနောကံ ကံသုံးပါးတို့ဖြင့် ကံသုံးပါးတို့ဖြင့် တောဘဒေါသ တပ္ပတောတာ ခတ်သိမ်းသော ကတိန်တော် အဖြစ်တို့ကို ဒီတို့ကို ရောက်ပါစေ လေတီလာမင်းနေဖြစ်ကုန်ပြီ အားကုန်ပြီဘာကြီးလဲလို့ တီလာပေးတာနဲ့တူနေပြီ အမပေါ်မှာ အမပေါ်မှာ ကာယကံ ကာယကံအမကျွန်တော်တောင်းမယ်ဘာလို့ချောင်းပါဘူး ဟဲ့တေချာလို့ကာယကံ ကာယကံ ဝစီကံ ဝစီကံ မနောကံ မနောကံ ကံသုံးပါးတို့ဖြင့် ကံသုံးပါးတို့ဖြင့် ပြမစော်ကားမိခဲ့ပါက ပြပါစော်မမိခဲ့ပါက ခွင့်လွန်ပေးပါရဲ့ ခွင့်လွှတ်ပေးပါရဲ့ ကျွန်တော်ရွှေမိုးမ ကျွန်တော်ရှင်မုံမ တောင်းပန်အပ်ပါတယ် တောင်းပန်အပ်ပါတယ် တစ်ဆက်တည်းမှာပဲ ဟမ် တစ်ဆက်တည်းမှာပဲ ဒါပြောတယ်မှာပဲ တောင်းပန်ချင်ပါတယ် တောင်းပန်ကြပါတယ် အမရဲ့ အမရဲ့ ထမိန်လေးကိုခိုးခဲ့မိတဲ့အတွက် အမရဲ့တမင်လေးကိုခုကမိရတဲ့တထေကတော့အထက်စင်မပါဘူးနော်ဒီကနီလေးပါပါသေးတယ် ဟဲ့အဲ့ဒါကရိုင်းနေတာအဲ့ဒါကရိုင်းနေတာရိုက်ဖက်ကွာရော မင်းမိဘမဆုံးပါဘူးလား ပြန်တောင်းမှလိုက် တောင်းပန်ပြန်ပြီလား အမ အမ တောင်းမှပါတယ် တောင်းပန်ပါတယ် ရောမဆိုမရှိရင် ရောမဆိုမရှိရင် အမဟာ အမဟာ ကျွန်တော်မျက်နှာ ကျွန်တော် ဘာတော့ဘာစကားကြီးတော့ ဘာတော့ ဘာပြောတာလဲတောင်းမှပါတယ် တောင်းပန်ပါတယ် မခိုင် မခိုင် မခိုင်ရဟာ မခိုင်ရအကြီးရဲ့ ဟာတိတ်ချတောင်းမယ်တိတ်ချတောင်းမယ်မင်းအငယ်ဆုံးပြပြတယ်မှာ တောင်းပန်ပြန်ပြီလား အမားတို့စီမှာ အမတို့ရှိမှာ ကျွန်တော်မောင်ရှင်မိုးတီ ကျွန်တော်မောင်ရှင်မိုးသည် တစ်ခါခန်း တစ်ခါခံ နှစ်ခါခန်း တစ်ခါခံ ဒီကောင်ဒီနောက်ခွေးအိမ်လာထဲမှာလောက်ဖြစ်နေ6နှစ်နေ ရချင်းလေး